ရေပက်တဲ့ကောင်လမ်းတွင်နေရင်ဝင်ရိုက်မှာတကယ်ရိုက်မှာပြောတာတကယ်ရိုက်မှာဒါလောက်သူများတွေသေလူမောင်များဖြစ်နေချိန်မှာရေပက်တဲ့ကောင်ဖြောင်းတော့ဝင်ရိုက်မှာကြိုက်တယ်ရှင်းကွာရှင်းမယ်တွေ့ရင်တော့ရိုက်မှာဒါလည်းပြောပြီးသားစိတ်ခေါ်ပြီးသားမင်းကြိုက်တဲ့ချိန်တိုင်ကွာဘိုးချုပ်သားလည်းရိုက်မယ်ကွာတိုင်းမှုသားလည်းမတထေးသားလည်းရိုက်မယ်ကွာငါရိုက်မယ်ကွာငါပန်းနဲ့ငါရိုက်မယ်ငါကားရှိမှရေပက်တွေငါရိုက်မှာဆင်းရိုက်မှာတေးရတယ်မရှောင်တော့အဲ့ဒါဖိုးရင်လည်းထိုးတော့ငါကပြောထားပြီးသားပြောတဲ့တိုင်လုံးမှာတက်တိရှိမလို့ပက်ကြည့်လိုက်ငါရှေ့မှာတွေ့လို့ငါကိုင်တော့ပြောင်းမယ်မင်းဘာတော့သားပြီးပြေငါချမှာကွာမိန်းမလည်းရိုက်မယ်ယောက်ျားလည်းရိုက်မယ်ဖုန်းကြီးလည်းရိုက်မယ်ကိုယ်လည်းရိုက်မယ်တီးရရှင်လည်းရိုက်မယ်ကိုရိုက်ဒီလောက်သွေးတွေကြွနေတော့မင်းပျော်နေတဲ့ကောင်ငါတို့ဘယ်ထားမလဲဒီကောင်အနာနေစသားကြီးကတနတ်ယူပြစ်ပလိုက်မှဒီလောက်ပြောရင်မကောင်းတော့ဘူးဘာမှမညာတာဘူးကိုပြည်သူချင်းချင်းကိုများမညာတာဘူးဒါတော့တင်းကျင်မလေးမန်းလေးရန်ကုန်ကကြံမန်းနဲ့ဖြစ်တာဝင်းနေနေတယ်ဟုတ်ဗျာသွားကြည့်လိုက်စမ်းပါကိုယ်ကိုယ်ခုချင်းကြီးသွေးတွေမတိတ်သေးတာမင်းတို့မညာတာဘူးမင်းတို့ကောင်အဲ့တော့အလောင်းတော်ကြီးဝတ္တန္တရာကဒါနပြုတာဖြစ်ခြင်းကြောင့်အမေစီရတဲ့ပလင်ဘုံကကြမ်းလိုက်တာကြမ်းတယ်ကြမ်းတဲ့ချိန်မှာကြမ်းတယ်ငကိုတဲ့အဲ့တဲ့လာခဲ့တယ်အမှန်တရားအတွက်ပဲပြောခဲ့တယ်တာပင်ယူဒညံသူ့မှာဓမေစီထေရဝါဒကိုခေါ်လို့မြန်မာနိုင်ငံထွက်မှာကျောင်းထဲထွက်ပြီးထွက်မှာတနက်နဲ့ပြည့်တဲ့အသိခံမှာပြောပြီးပြီလေပြောပြီးပြီဟာကြီးအဲ့တော့အဲ့ဒီမှာအဘိနေဟာရအဘိဆိုဒီမှာရှေ့ရှုထားတာနေရာကဆောက်စိတ်ကိုဆောင်းနာပြီးသားကိုတော့ထေရဝါဒကျောင်းနေဟောတော့ကိုတော့တတ်မှာဘယ်နဲ့ဘယ်တော့တတ်မလဲဘယ်နှချက်တတ်မလဲပြေးလားဘယ်နှချက်ဘယ်နှယောက်လာခုတ်မှာဘယ်နှယောက်လာမေးစစ်သားဘယ်နှယောက်လာမလဲချင်းပြောပြီးသားအဲ့လိုပြောပြီးပလင်ပေါ်တက်လာအစိုးရတက်လာဒီနေ့ဒီပဲနောင်လည်းဒီတိုင်းပဲအခါတည်းပြောလိုက်အဲ့ဒါမြတ်စွာဘုရားရှင်သဗ္ဗညုတညာဥတည်ထားတာဒီဒါနပါရမီဝတ္တန္တရာမင်းဘုမှာနောက်ဆုံးဖြစ်ခြင်းမှာသဗ္ဗညုတညာရမှာအဘိနေဟာရ